ဦးလေးကယူပါချင်းပြီမှာလူကြီးနဲ့အပြပြီးမှပြမယ်နော်လူကြီးနဲ့ဘယ်သူကပို့ပြီးတော့ယူပါတာလဲဆိုတာဆရာတော်လေးနဲ့လာဆိုလာယူပါတော့ဘာဖြစ်လို့ခွဲရအောင်ကျွန်တော်အရင်ဆိုရဲအဖြူတိုင်းဆေးပစိုးဝဲနေတာဩမနေ့ကကျွန်တော်ပြန်လာတော့ဒီကသားကြီးရဲ့ဆေးဆိုးလိုက်ပါလေကျွန်တော်နေရာလှပရမ်းကြိုက်လေးနဲ့အခုချိန်ကြီးအဲ့ဒါဆိုးလိုက်တာကွာဒီကမကောင်းတော့မကြိုက်တော့သူပဲပြန်နေဆရာဆိုလို့ရင်အဲ Rebellion တို့ဟွာတို့ဆို7 8တို့ဆိုတာပြင်ထိမရဒီမှာလည်းတပည့်ညက်တယ်ရှိတယ်ဒီမှာတပည့်တော့ကောင်းတယ်တို့လည်းအဲ့လိုလည်းတွဲပေးရအောင်တို့ကကြာအခုကျွန်တော်တူလိုမျိုးကြာတော့ဆရာမဆရာဟုတ်တယ်ဒီလိုလေးကြတော့မရဘူးဒီဆရာနဲ့ညက်နေတယ်ဆိုဆိုင်တာကျွန်တော်ဒီမှာပုံမှန်ကျွန်တော်နဲ့ညက်နေကြလူတွေရှိတယ်ဆိုကျွန်တော်လာညက်ပြီအေးပါရောအဲ့လိုအများတိုင်းတော့လာထိုင်မလို့ဘူးဗျအဲ့ဒါမျိုးဟိုမှာလည်းအလုပ်ရှိတယ်ခိုင်းလို့ကျွန်တော်တူတော့ဆရာပဲပြန်ညက်ပြီဟုတ်ကဲ့စိတ်ချပါရတယ်ကျွန်တော်အဲ့လိုကျွန်တော်နဲ့ညက်နေကြကျွန်တော်နဲ့ညက်နေကြအဲ့ဆရာတော့ကျွန်တော်တောက်လျှောက်ညက်အဲ့ဒန်လို့ရတာပြဘုရားအဲ့နောင်းလိုက်ခိုင်းကြတယ်မင်းမနေမှာကွာတတ်တာကျွန်တော်ပြနော်တင်မလို့ပြတယ်အဲ့ဒီဟုတ်လားမင်းလည်းတတ်တာလိုက်ခဲ့တော့ဘာလို့လဲဘာလို့လဲကျွန်တော်လည်းနားနားလို့အဲ့တော့ဘာလို့လဲအဲ့တော့ဘယ်ပါအောင်တာလည်းဒီမှာတော့နေမှာကြာပြီးတော့လုံးလုံးလေးညက်ပြီနော်မတက်နိုင်ဦးလေးကယူပါရှိပြီးသားဆိုတော့နော်တူတော်မောင်ကဖန်ပဲဒါပေမဲ့ဦးလေးကကြိုက်သွားတော့နှစ်ယောက်လုံးပြည့်နေဖြစ်သွားပြီနော်ကျေးဇူးတင်ပါတယ်ဒါဦးလေးကအတူလေးညက်ပြီကျွပြောင်းသွားပြီယူပါတက်သွားပါပြီရှင်းသွားခုနကဦးလေး4000လေးညက်ပြီ4000လေးမကြိုက်ဘူးဆိုတော့ဒါဒီတိုင်းလည်းကောင်းပါလေဒါလုံးလုံးလေးသူကလေးကဲကျေးဇူးတင်ပါတယ်ဒီနှစ်ယောက်လေးနော်ဝေးရတယ်လာအားပေးဟုတ်